Hello ဒီနေ့မှာတော့အရင်အောင်စားကောင်းတဲ့စိတ်ပဲဟင်းရည်လေးချက်စားဖြစ်ပါရဲ့ရှင်။အရင်ဆုံးပဲလေးတွေကိုရီစိမ်ထားလိုက်ပါမယ်။ပြီးရင်တော့ညှင်းနှမ်းပြအောင်မကြီးသေးဘဲနဲ့15မိနစ်လောက်နှက်ထားတဲ့စိတ်ရိုးလေးတွေကိုရီစီချလိုက်ပါမယ်ရှင်။ပြီးရင်တော့ဒီတွေစားအချိုမုံနဲ့စိတ်ရိုးလေးတွေကိုနေပေးထားလိုက်ပါမယ်ရှင်။စီပူပူတွေကိုစနွေးလေးနဲ့ငယ်ထည့်လိုက်ပါတယ်။ထောင်းထားတဲ့တွန့်ဖြူနဲ့ခြင်းလေးတွေကိုလည်းထည့်ပြီးတော့မှစီမွေးတက်ပေးလိုက်ပါရဲ့ရှင်။ပြီးရင်တော့အရသာနေထားတဲ့စိတ်ရိုးလေးတွေကိုထည့်ပေးလိုက်ပါတယ်။အယောင်လေးလာတော့အောင်အယောင်ကျလေးနဲ့ငယ်ထည့်ပေးလိုက်ပါရဲ့ရှင်။ညီနှမ်းပြောက်သွားအောင်လို့မဆလာလေးနဲ့ငယ်ထည့်ပေးလိုက်ပါရယ်။ဒီချာလေးနဲ့အောင်လုံးပြီးသွားရင်ဆိုရင်တော့ဒီရီစိမ်ထားတဲ့ပဲလေးတွေကိုထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ရေမြင်းများလေးထည့်ပေးလိုက်ပါမယ်။ညက်လေးမွေးသွားအောင်လို့နောက်ဆုံးမှဒီရတော့စပလင်လေးထည့်ပေးလိုက်ပါရယ်ရှင်။စေယိုလေးတွေနူလာပြီဆိုရင်တော့အရသာအနေနဲ့စားနဲ့ငမြကြီးကိုထည့်ပေးလိုက်ပါရယ်ရှင်။စားရအဖို့ပြီးတော့မှချူအောင်လို့နောက်ဆုံးမှကြက်သွန်ကြီးဦးတီတီလေးတွေကိုထည့်ပေးလိုက်ပါရယ်ရှင်။ပြီးရင်တော့အဖုံးခဏလောက်အုပ်ထားပေးပြီးတော့ဤကြအောင်စောင့်ပါမယ်ရှင်အခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့စိတ်ပဲဟင်းရည်လေးကိုရရှိပါပြီရှင် try ကြည့်ဖို့လည်း recommend ပေးပါရှင်